ပြီးတော့လေတချို့လူကအရင်တော့ဆိုရှင်တော့ကျွန်တော် oversee ရလို့ရှင်ဘာလုပ်လဲဆိုအဲ့လိုကြိုးစားရဲကွာအရင်အဲ့လိုကြိုးစားတယ်ကျွန်တော်လုံနိုင်တာအရာမှန်တယ်များအကုန်ပြပြီးမှဘယ်လိုလဲကျွန်မလုံနိုင်တာထပ်ပို့ပြီးကျွန်မလုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးကွာကိုရီစားရောက်တော့ငါဆိုလို့ရှိရင်တော့ဒီမှာဘယ်လိုပြောမလဲအကုန်လုံးကလာကြတာအကုန်လုံး general basis worker အနေနဲ့ပဲလာကြတာဟုတ်ဒီလိုမျိုးကိုလိုချင်တဲ့ position ကိုတန်းရဖို့အတွက်ဆိုရင်တကယ် diploma တကယ် skills တွေတကယ် experience တွေအကြီးကြီးတွေလိုအပ်တာ哦အဲ့ဒါကျွန်မအမှမရှိတော့ဘာလုပ်လဲဆိုအတိကလေကိုယ့်ရဲ့ mindset တစ်ခုဘာဟိုကခေါ်ဆောင်လာတယ်ဆိုတော့လေသူတို့တတ်မှတ်ထားတယ်ကွာသူတို့ခေါ်တဲ့ထားလို့သူတို့ခေါ်တာ customer service ပဲခေါ်ရပြောဒါမှမဟုတ်လို့ရှိရင်သူတို့ကဒီ cashier ပဲခေါ်ပြော sales representative ပဲပြောကွာဝန်ထမ်းခေါ်ရဖြစ်တဲ့အတွက်ကိုဒီ position တစ်ခုထဲကိုပဲကို mindset တစ်ခုလုံးကအကုန် full effort energy ထည့်ထားနေဒီကတော့လေကိုယ်တိုင်ပဲဒီနေရာကနေငါဘယ်လိုရုံးထွက်ပြီးတော့ငါဒါထက်ပိုကောင်းအောင်ဘာလုပ်ရမလဲဆိုတဲ့ idea မျိုးမရှိရင်အဲ့မှာ10နှစ်လုံးအဲ့ဒီမှာအဲ့ဒီ company မှာပေါ့နော်ပြောချင်တာyou are the best of employee ရောဖြစ်သွားမယ်ဒါပေမဲ့ကို့အနေနဲ့ကဒါကလွယ်ပြီးဘာမှမလုပ်တတ်တော့ဘူးဆိုတာဖြစ်သွားပြီပေါ့နော်ဒီအလုပ်မှမရှိရင်ကိုမှတခြားဒီအလုပ်နဲ့ပဲလုပ်တတ်သွားတယ်ပေါ့နော်ဒီကုမ္ပဏီမဟုတ်တော့တခြားကုမ္ပဏီမှာတော့ကျွန်မကဒီအလုပ်ပဲလုပ်တတ်သွားတော့ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့ဒါကိုကွာအရင်ကကွာအဲ့လိုမျိုးစူးစမ်းရပေါ့နော်အဲ့လိုမျိုးစူးစမ်းရဆို the best of employee ဖြစ်အောင်ကျွန်မစူးစမ်းရပေါ့နော်လုံနိုင်တယ်ဒီမှာလဲကိုယ်တော့လုံနေရပဲဆိုတဲ့ပုံစံမျိုးနဲ့ကိုကလုံနိုင်တဲ့ထက်ကိုပိုလုပ်ပြတဲ့အချိန်မှာဘာရလာလဲဆိုဘာရလာလဲဆိုအဲ့မှာတော့ဘာမှမရဘူးတကယ်ဘာမှမရတာနော်ဘာမှမရဘူးလူတကာပို့ပြီးမှကိုလုတ်ခိုင်းစေချင်တယ်ကိုကဒါလေးလုတ်တတ်တယ်ဟိုကလေးလုတ်တတ်တယ်ဒါလေးလုတ်ပေးပါအောင်ဟိုကလေးလုတ်ပေးပါအောင်ဆိုပိုခိုင်းကြတယ်ကွယ်ပိုခိုင်းကြတော့ကွာပိုအမားများတယ်အမားများတော့ကွာပိုပြီးဘယ်လိုပြောမလဲလုတ်ရဲကိုင်းရဲလာတာဖြစ်ရဲလာတယ်ပေါ့နော်အဲ့ဒီမနေတော့မတိတာဘူးကွာကိုရဲ့ကိုဘာလုတ်နှုတ်နိုင်လဲဆိုတာမမြင်တာဘူးဘာလို့လဲဆိုဒီလူဒီ community ရဲ့ environment ပဲဖြစ်နေအဲ့ကနေ jumps out လုပ်လိုက်ပြီးတော့တခြား environment တစ်ခုကို new environment တစ်ခုကိုတွားတဲ့ချိန်ကျရင်အဲ့ချိန်ကျရင်ဘာရလာလဲဆိုကျွန်တော်ဒီအရာအကုန်လုံးလဲကွာအရန်ကြီးတွေနီးကပ်နီးဆက်တွေဖြစ်ခဲ့ဘူးလေလှုပ်ခဲ့ဘူးတာဖြစ်တဲ့အတွက်ဘယ်အရာမှမျက်နှာမငယ်ရအောင်အဲ့တခုတော့အရန်ကောင်းတာပြောချင်တာတော့ဘောနော်ကိုဘယ်နေရာမှာပဲဘယ်နေရာမှာပဲလှုပ်အဲ့ဒီနေရာတကယ်သူများတတ်မှတ်ပေးထားတဲ့နေရာကိုနေရာမဟုတ်ပါဘူးဘောနော်အဲ့တော့ကိုစိတ်ဝင်စားတဲ့အပိုင်းကိုလှုပ်လိုက်ကွယ်ဆိုတာကိုလှုပ်နိုင်တဲ့လောက်လေးလှုပ်ပြလိုက်လှုပ်ပေးလိုက်ဒီအရာပတ်စလည်းပုံမရဘူးဆိုပေမဲ့လည်းဘယ်လိုပြောမလဲကိုလှုပ်လိုက်တဲ့အရာတစ်ခုကတနည်းရာမှာတော့ကိုထောက်ပေးတာပါပဲလာပြီးမှ support ပေးမှာပဲပေါ့နော်အဲ့ဒါပြောချင်တာတနည်းအားထဲတဆုံးထဲမှာပဲဆုံးမိပြီးတော့ the best of person မလုပ်ပါနဲ့အကုန်လုံးနဲ့ flexible ဖြစ်အောင်ဘယ်နေရာတူစီလေးကိုအကုန်လုံးတည်အောင်တက်အောင်learnings လုပ်ထားတာကောင်းတယ်